အားလုံးပဲမင်္ဂလာပါခင်ဗျာ Football Forever Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ Brentford အသင်းမှ Christian Norgard သည်အာဆင်နယ်ကိုရောက်ရှိခဲ့ပြီဖြစ်ပြီးယနေ့ယူရို11တန်းဖြင့်ကမ်းလှမ်းပြီးနောက်ကလပ်အချင်းချင်းသဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ Norgard သည်ဆေးစစ်မှုပြုလုပ်ရန်အတွက်ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုလည်းရရှိထားပြီးအလွတ်ဖြင့်ထွက်ခွာမည့် Thomas Partey နေရာတွင်အစားထိုးမည့်ကွင်းလယ်လူအသစ်ဖြစ်လာမည်ဖြစ်သည် Luka Modric သည်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် AC မီလန်ကစားသမားသစ်အဖြစ်စာချုပ်ချုပ်ဆိုမည်ဖြစ်သည်နှုတ်အားဖြင့်သဘောတူညီမှုရရှိပြီးအတည်ပြုထားကာဇူလိုင်လတွင်ဆေးစစ်မှုပြုလုပ်မည်ဖြစ်သည်အသက်39နှစ်အရွယ်ရှိပြီဖြစ်တဲ့ဘလွန်ဒီအားဆုရှင်လူကာမိုဒရစ်သည်ယခုလ30ရက်နေ့တွင်ရီယယ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးရီယယ်အတွက်12နှစ်ကျော်ကစားပေးခဲ့သောကစားသမားတစ်ယောက်ဖြစ်ပါတယ်ခရစ္စတီယာနိုရိုနယ်ဒိုသည်အန်နာဆာအသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရန်အသင့်ဖြစ်နေပြီးတရားဝင်စာရွက်စာတမ်းများကိုစစ်ဆေးနေသည့်နောက်ဆုံးအသေးစိတ်ဆွေးနွေးနေသည်မှာတစ်နှစ်သို့မဟုတ်နှစ်နှစ်စာချုပ်ဖြစ်ပြီးခရစ္စတီယာနိုအလိုရှိပါက2028ခုနှစ်ဇွန်လအထိစာချုပ်ချုပ်ဆိုသွားဖို့ရှိနေပါတယ်ခရစ္စတီယာနိုကိုဆက်ထိန်းထားခြင်းသည်ဆော်ဒီလိအတွက်ကြီးမားသောအောင်မြင်မှုဟုဆိုနိုင်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကဖော်ပြခဲ့သည့်အတိုင်းပေါ်ပါမိုနာကိုကိုရောက်ရှိပါပြီးနှုတ်အားဖြင့်သဘောတူညီမှုရရှိထားပြီး2028ခုနှစ်ဇွန်လအထိစာချုပ်ချုပ်ဆိုမည်ဖြစ်သည့်နောက်ဆုံးအသေးစိတ်များကိုဆွေးနွေးပြီးစီးခဲ့ပြီဖြစ်ကာလာမည့်နာရီအနည်းငယ်အတွင်းရှေ့နေများမှစာချုပ်ကိုစစ်ဆေးပြီးနောက်ပေါ်ပါသည်24နာရီအတွင်းမိုနာကိုသို့ထွက်ခွာမည်ဖြစ်ပြီးယခုသတင်းပတ်နှောင်းပိုင်းတွင်ဆေးစစ်မှုများပြုလုပ်သွားမည်ဟုသိရပါသည်ရီယယ်မှထွက်ခွာတော့မည်ဟုကောလာဟာလများထွက်ပေါ်နေသည့်ရိုဒရီဂိုအပေါ်ဇာဘီအလွန်ဆိုကရိုဒရီဂိုကိုကောင်းမွန်တဲ့ပုံစံမျိုးနဲ့မြင်ရပါတယ်သူကနီးစနစ်ပိုင်းဆိုင်ရာဆုံးဖြတ်ချက်ကြောင့်အရန်ခုံမှာရှိနေတာပါသူကအသင်းမှာအရေးပါနေစေဖြစ်ပြီးကလပ်ကမ္ဘာဖလားမှာသူ့ကိုလိုအပ်ပါလိမ့်မယ်သူကထူးခြားတဲ့ကစားသမားတစ်ဦးဖြစ်ပြီးအဓိကနေရာကနေပါဝင်မှာပါဟုပြောကြားသွားခဲ့ပါတယ်အားကစားသတင်းတွေနားထောင်ရတာကြိုက်နှစ်သက်တယ်ဆို channel လေးကို subscribe လုပ်ပေးသွားဖို့တောင်းဆိုပါတယ်ခင်ဗျာ